ဒီကျတော့ဒီတစ်ပတ်မှာ form လေးကိုရေးကြည့်အောင်ပေါ့နော် HTML ရဲ့ form ကိုဒီကျတော့အခြေခံအဖြစ်ပိုင်းသုံးပိုင်းပိုင်းလို့ရတယ် import ရဲ့ select ရဲ့ button ရဲ့ပေါ့နော်ဆိုတော့ import မှာဆိုလို့ရှိရင်ဒီကျတော့ text ရှိမယ် password ရှိမယ် text area ရှိမယ် selection ကြတော့ကျတော့ radio button လား chat box လား drop down လားဆိုရွေးလို့ရမယ် button မှာတော့ yo button ရှိမယ် image button ရှိမယ် file upload လုပ်တဲ့ button တွေရှိမယ်အခြား button လေးတွေလည်းရှိသေးတယ်ပေါ့နော်ဒါပေမဲ့ဒါလေးတွေကအခြေခံလေးတွေပေါ့အဲ့တော့ဒီကျတော့ဒီမှာ index ပေါ့နော်ဒီ teacher တို့ form တစ်ခုရေးမယ်အဲ့တော့ teacher တို့ဒီကောင်ကို file တစ်ခုခေါ်လိုက်တာပေါ့နော် file တစ်ခုခေါ်ပြီးအဲ့ဒီ file ကျွန်တော်နာမည်ဘာလို့ပေးမလဲဆိုတော့ form save as type ကိုတော့ teacher တို့ကဘာလို့ယူမလဲဆိုရင် html လို့ယူလိုက်မယ်ပေါ့နော် form.html ဆိုတော့အဲ့ဒီထဲမှာခိုင်းလို့ပဲကျွန်တော် exclamation mark လေးခေါ်လိုက်ရင် HTML document ထွက်လာမယ်အဲ့တော့သူ့ကိုကျွန်တော်ဒီမှာဗာလေးကြည့်လို့ရတယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာ preview လေးကြည့်လို့ရတယ်ပေါ့နော်အဲ့တော့ဒါလေးခဏလောက်ဒီချိန်ကဖျောက်ထားလိုက်အဲ့တော့ဒီ form လေးမှာဆိုလို့ရှိရင်ကျွန်တော်ဒါ form ပေါ့နော် form form ပေါ့အဲ့တော့အဲ့ဒီ form မှာဒီကျွန်တော်အရင်ဦးဆုံးဒီ form ဖြစ်တယ်ဆိုတဲ့အကြောင်းပေါ့နော်ကျွန်တော်ကဒီလိုရေးလိုက် form ထဲမှာဘာတွေရှိလဲဆိုရင် fee set တွေရှိမယ် fee set ဆိုတာဘာပြောရလဲဆိုတော့ဒီလို4000ဝက်ကလေးကိုပြောတာ fee set ထဲမှာ legend ရေးလို့ရတယ် legend ဆိုတာတော့ဥပမာအပြင် sign in ဆိုလို့ရှိရင်လည်း sign in ပေါ့နော် sign in sign in ဒီလိုမျိုးရေးလို့ရတာပေါ့နော်ဒါမှမဟုတ် registration form ဆိုလည်း registration form ရေးလို့ရတယ်ဒီနေရာလေးမှာပေါ်ပေးတဲ့စာသားပေါ့နော်အဲ့တော့ဒီထဲမှာကိုပထမဦးဆုံး label ရေးတဲ့ဥစ္စာကိုပြပါမယ် label ဆိုတာကတော့စာသားပေါ့နော်ဥပမာအဖြစ်ဒီချက်တော့ဒီမှာဗာလဲဆိုရင် user name ပေါ့နော်ဒီလိုမျိုးဖော်ပြပေးတဲ့ဥစ္စာပေါ့အဲ့ user name ရဲ့ဘေးနားမှာအခုစပြီပထမဦးဆုံးရေးမယ့်ဥစ္စာဒီ import type ကဘာလဲဆိုလို့ရှိရင်ဒီချက်တို့က text အမျိုးအစားပါဒီလိုရေးလိုက် import type text အမျိုးအစားဒီထဲမှာချက်တို့ဗာရေးလို့ရလဲဆိုရင် text တွေစာသားတွေရေးလို့ရပါတယ်ဒါပေမဲ့အဲ့ဒီ label နဲ့ဒီ import type text နဲ့ကကြတော့ဒီချက်တို့ကသူကကြတော့ဘေးချင်းကက်ရရေးတာပေါ့ကျွန်တော်ကတခုအောက်ကိုဆင်းနေတယ်ဆိုရင် BR ဆိုပြီးတော့မှတချို့ရေးပေးရတယ်ပေါ့ဒါမှတကယ်အောက်ကိုဆင်းသွားမယ်ပေါ့နော်သူလည်းပဲဒီလိုမျိုးပေါ့နော်တချို့ဒီနေရာမှာ BR လို့ရေးတဲ့ခါကျတော့မှတကယ်ဆင်းသွားမယ်နောက်တစ်ခါ label ထဲမှာ PASSWORD password ဆိုပြီးတစ်ချက်ပေးလိုက်မယ် password ပြီးတဲ့အခါမှာသူ့ရဲ့ import type ကကြတော့ကျွန်တော်ဘာလို့ပေးလိုက်လဲဆိုရင် password လို့တစ်ချက်လို့ပေးလိုက်အဲ့ခါကျတော့ကျွန်တော်ဒီမှာကြည့်ပါထဲမှာရေးတဲ့ခါကျရင်စာသားတွေပေါ်မယ်ထဲမှာရေးတဲ့ခါကျရင်စာသားတွေမပေါ်ဘူး type က password ဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီလိုမျိုးdot လေးတွေပဲမြင်ရတယ်ပေါ့နော် okay အဲ့ဒါပြီးသွားတဲ့အခါကျလို့ရှိရင်ကျွန်တော်ဒီမှာဘာထည့်လို့ရလဲဆိုလို့ရှိရင်ဒီကျွန်တော်ကနောက်တစ်ခုကကြတော့ဗာလဲဆိုလို့ရှိရင် label ထဲမှာ MBSSAG message ဆိုပြီးတော့မှကျွန်တော်ဒီတစ်ခါ import type ကိုတော့ကျွန်တော်ဘာလို့ယူလဲဆိုလို့ရှိရင် text area ကိုကျွန်တော်ယူလို့ရတယ် text area ဆိုတာဒီလိုမျိုးပေါ့နော်သူ့ရဲ့စာသားတွေကပို့ပြီးတော့မှကြည့်ရဲ okay အဲ့ဒီမှာဒီကျွန်တော်ဒီအပိုင်း၃ပိုင်းကိုဒါ basic ပေါ့နော်အရင်ဆုံးဒါဘာမျိုးစားလဲဆိုလို့ရှိရင်ရိုးရိုးနဲ့ import သွင်းလို့ရတဲ့ဒီ import type text import type password နဲ့ text area ဆိုတဲ့ဥစ္စာပေါ့နော် okay အဲ့မှာ teacher တို့ဘာလုပ်လို့ရလဲဆိုရိုးရိုးထည့်တာနဲ့မတူတဲ့ဥစ္စာတွေထည့်လို့ရတယ်ဥပမာအဖြစ် teacher တို့ဒီမှာ name ထည့်လို့ရတယ်ပြီးရင် place holder ထည့်လို့ရတယ် size ထည့်လို့ရတယ် maximum length ထည့်လို့ရတယ်အဲ့တော့ name ကို teacher တို့က user name ပေါ့ဒါမှမဟုတ်လို့ရှိရင် un လို့ပေးလို့ရတယ်ဒါနာမည်ပဲဒီ box ရဲ့နာမည်ပေါ့ပြီးတော့ place holder ဆိုတာစာသားထည့်တာ end က under user name ပေါ့ user name ကိုရိုက်ထည့်ပါအဲ့တော့ဒါကရိုက်ထည့်လိုက်ရင်စာသားပျောက်သွားမှာမရိုက်ထည့်ဘူးဆိုရင်သူ့ကိုပေါ်တာ place holder လို့ခေါ်ပါတယ်နောက်တစ်ခုက size ပေါ့နော် size ကိုကျွန်တော်တို့မှာ30လို့ပေးလိုက်ပို့ပြီးတော့ရှည်သွားတယ်10လို့ပေးလိုက်တယ်ပို့ပြီးတော့တိုသွားတယ်20ဆိုရင်တော့ပုံမှန်ပဲပေါ့နော်20ဆိုရင်ပုံမှန်ပဲ30ပို့ပြီးတော့မှစာသားကိုရှည်ရှည်ပေးခြင်းတယ်ဆိုရင်30လောက်ရှည်လို့ပေးလိုက်တယ်ဒါကိုပြောတာ maximum length ဆိုတဲ့ဥစ္စာကျတော့ဘာကိုပြောလဲဆိုရင်ခဏ10လုံးလောက်ပဲရေးလို့ရမယ်ဥပမာအဖြစ်ဒီကျတို့9လုံးပဲရေးလို့ရ9လုံးပဲရေးလို့ရမယ်ဆိုဒီချက်စာရှိတွေရေးလို့ဘလောက်ပဲနှိမ့်နေဘလောက်ပဲနှိမ့်နေဆက်ရေးလို့မရ9လုံးပဲရေးလို့ရမယ်ဒါကိုပြောတာ maximum length ပေါ့နော်โอเคအဲ့တော့နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ကျွန်တော် label ဒီမှာလည်းအဲ့လိုပဲပေါ့နော် name ကိုဒီကျွန်တော်က password လို့ပေးလို့ရတယ် place holder ကိုstar လေးနဲ့ပေးလို့ရတယ်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်သူ့ရဲ့ဒီ size ပေါ့နော် size ကိုဒီကျွန်တော်ကအမျိုးမျိုးပေးလို့ရတယ်ဥပမာပြဒီချက်က25လို့ပေးချင်တယ်ဒါမျိုးเนาะနောက်တစ်ခုက maximum length ပေါ့เนาะ maximum length ကို password တွေအနည်းဆုံး8လုံးနဲ့16လုံးများဆိုတော့16လုံးရှိရမယ်ဆိုဒီချက်ပေးလိုက်ပါဒါမျိုးနောက်ဒီမှာကျတော့စာသားရေးတာကျတော့လူရဲ့နာမည်ကျတော့အလုံး30လောက်ပေးလိုက်တာပေါ့နော်နောက် text area မှာလည်းအဲ့လိုပဲ text area ကျတော့ဒါ teacher တို့ကဘယ်လိုရေးလဲဆိုလို့ရှိရင် text area မှာ row တွေ column တွေ message တွေထည့်လို့ရဥပမာပြဒီထဲမှာပေါ့နော် MBSSAG message ဆိုပြီး teacher ထည့်လိုက်အဲ့ဒါအချက်ရေးလိုက်တဲ့ခါကျလို့ရှိရင်ပျောက်သွားဆိုတော့ဒီလိုထည့်ခြင်းတွေရတယ်မထည့်ဘူး teacher တို့ဒါဆို text area မှာ rows
rows ဘယ်လောက်ထားမလဲ5 row ထားမယ်ဟုတ်ပြီနော် column ဘယ်နှခုထားမလဲ column ခုနကလိုမျိုးဒီ25ထားမလားဒါမှမဟုတ်လို့ရှိရင်တီချာတို့30ထားမလား35ထားမလားကြိုက်တဲ့လောက်ပေးလို့ရတယ်ဥပမာတီချာ50ထားချင်တာကြိုက်တယ်လို့ပေးလို့ရတယ်ဘာလို့လဲသူတို့ရဲ့ length တွေကတူမှာမဟုတ်โอเคဒါဒီပါလဲဆိုရင် test area ပေါ့အဲ့တော့ဒီဥစ္စာဒီပါလဲဆိုလို့ရှိရင်ကျတော့ဒီမှာ HR ဆိုပြီးတစ် line တားလိုက်တာပေါ့နော်ဘာကြောင့်လဲဆိုလို့ရှိရင်ချက်ခွဲထုတ်ခြင်းလို့အပိုင်းလေးတွေခွဲထုတ်ခြင်းလို့ HR ဆိုရင် horizontal line ပြီးတဲ့ခါကျရင်တို့ထားလိုက်တယ်โอเคနောက်တစ်ပိုင်းရပါလဲဆိုလို့ရှိရင်ဒီရှင်တို့ကဒီကျတို့ selection လုပ်တဲ့အပိုင်းပေါ့နော် radio button ရှိမယ် chat box ရှိမယ်ပြီးရင် drop down ရှိမယ်အဲ့တော့အဲ့ဒီ radio button chat box drop down မှာလည်းပဲတီချာတို့ကဒီ radio button ပေါ့နော်ပထမအဆုံးတီချာတို့ဘာလို့ရေးလိုက်မလဲဆိုရင် import type ပေါ့နော် import type ကိုတီချာတို့ဘာလို့ပေးလိုက်လဲဆိုလို့ရှိရင် type ကို radio radio လို့ပေးလိုက်အဲ့တော့ type ကို radio button လို့ပေးလိုက်တယ်ပြီးတဲ့အခါကျရင်သူ့ရဲ့ name ကိုတီချာတို့ကဒီမှာပေါ့နော် GENRE ပေါ့ GM ဒီက gender လို့ပေးလိုက်တယ်အဲ့ဒါပြီးသွားတဲ့အခါကျလို့ရှိရင်ဒီချက်တော့ value ထဲမှာ male male လို့ပေးလိုက်တယ်ပြီးရင် male ပဲเนาะဒီနေရာမှာ male ဒီလိုရေးလို့ရတယ်နောက်တစ်ခုကဒီချက်တို့ input ပဲ type က radio radio ပဲ name ကိုတူတူပဲပေးရတယ် GN က the group လည်းဖြစ်တယ်ဆိုတဲ့ကြောင့် name ကိုတူတူပဲပေးရတယ် female 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 ဒီလိုရေးရတယ်အဲ့တော့ဒီမှာနာမည်နှစ်ခုတူမှသာလေဒီနေနဲ့တူမှသာလေ radio button ဒီအားလုံးနဲ့တစ်ခုကိုရွေးတာ only one ပဲ only one ပဲရွေးတယ်ဆိုတဲ့အဓိပ္ပာယ်အဲ့တော့တကယ်လို့ဒီချက်ကဒီနေရာမှာနာမည်မတူခဲ့ဘူးတရား G ရ D ရဒါဒီကနာမည်မတူခဲ့ဘူးဆိုရင်ကျတို့ဘာလုပ်လို့ရတယ်လဲနှစ်ခုစလုံးရွေးလို့ရတယ်အဲ့ဒါဆို radio button ရဲ့ concept ကပြက်ပြဲသွားတယ်ဒီတော့ teacher တို့ကဘာဖြစ်ရမှာလဲ same name ဖြစ်ရမှာဘာကြောင့်လဲ radio button ဒီတစ်ခုတည်းရွေးရမှာ okay အကယ်၍ teacher တို့က more than one ပေါ့နော်တစ်ခုထပ်ပို့ပြီးရွေးချင်တဲ့ခါကြလို့ရှိရင်ကျတို့ဘာကိုသုံးလို့ရလဲဆိုရင် chat box ကိုသုံးလို့ရတယ် type ကို teacher တို့က chat box ကိုယူလို့ရတယ်သူ့မှာလည်းပဲ name ကိုပေးလို့ရတယ် apple ပေါ့နော် value က teacher တို့ apple 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 ပေါ့ okay နောက်တစ်ခုကဘာလဲဆိုလို့ရှိရင် input ပေါ့နော် input ယူလိုက်တယ် type က chat box ဆိုသူ့ကိုလည်းပဲနာမည်ကိုတူတူပေးလိုက်တာပေါ့နော် fruit fruit ပေါ့ဒီမှာလည်းပဲဒီကျ fruit ဖွဲ့လိုက်ဖြစ်ကြောင်းသိစေချင်လို့ပါ value ကိုဒီကျတို့က orange orange လို့ပေးလိုက်မယ် orange orange ဟုတ်ပြီနော် okay ဒါဆိုရင်နောက်တစ်ခုကဒီကျတို့ input ပဲသူ့ရဲ့ type ကိုလည်းပဲဒီကျ chat box လို့ပေးလိုက်မယ် name ကလည်း fruit နော် fruit ပဲပြီးရင် value ကိုဒီကျတို့ဘာလို့ပေးလိုက်မလဲဆို mango ကို mango လို့ပေးလိုက်မယ်သူ့ကို mango ကို mango အဲ့ဆိုသူ့ရဲ့အဓိပ္ပာယ်ကသူကတော့နှစ်ခုတည်းတစ်ခုပဲရွေးလို့ရမယ်သူကကျတော့ chat box အကုန်လုံး check လုပ်လို့ရဟုတ်ပြီနော် okay ဒါဒီ chat box ကိုသုံးမဲ့ဥစ္စာနောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ကျတို့ selection အဲ့တော့ drop down ဖြစ်တဲ့အတွက်ကြောင့်မို့ select ထဲမှာ option option ထဲမှာရေးရပါအဲ့ option ထဲမှာပေါ်တာက apple ဆိုတဲ့ value ကိုပေါ်မှာ option ရဲ့အရှိက opening tag ထဲမှာ value ကိုတွားပြီးရေးရတယ်တည်ဆောင်သွားမဲ့ data အဲ့တော့ခုနကတော့လိုပဲ option မှာကျတို့ဘယ်နှခုထည့်ခြင်းလဲတော့ထည့်ခြင်းတော့ထည့်လို့ရတယ် apple ပြီးရင်ဒီမှာ banana cherry ခုနကတော့ပြောခဲ့လို့မျိုး orange orange mango ကို mango ဒီလိုရေးလို့ရတယ်ဒီနေရာလဲအဲ့ဒီတိုင်းပဲပေါ့နော် banana cherry orange နော် mango ဒါတည်ဆောင်သွားမဲ့ data ပေါ့နော်ဒီလိုမျိုးပြင်ထည့်ပေးလိုက်တာအဲ့ဒါဆို reference လုပ်ဒီမှာသူ့မှာဒီလိုမျိုးရှိတယ်အဲ့တော့အဲ့ဒီရဲ့ selection မှာကဘယ်နှမျိုးရှိလဲဆိုတော့၃မျိုးရှိတယ်ရိုးရိုး selection ရေပြီးတဲ့အခါကျလို့ရှင် teacher တို့က selection မှာ multiple လို့ပြောလိုက်လို့ရှင်တစ်ခုထပ်ပို့ပြီးရွေးလို့ရနော်ဒီမှာကတော့တစ်ခုပဲရွေးလို့ရတယ်ဒီမှာကတစ်ခုထပ်ပို့ပြီးရွေးလို့ okay အဲ့ဒီ multiple မှာမှ teacher တို့က size ကိုပြလို့ရတယ် size ကို teacher တို့ကဘယ်လောက်နဲ့ပြလို့ရလဲဆိုရင် size equal to 2ဆိုရင်နှစ်ခုပဲပြအဲ့တော့ size equal to 3ဆိုလို့ရှိရင်3ခုပြဒါမျိုးကိုပြောချင်ဟုတ်ပြီနော်အဲ့တော့သူဒီဒါ drop down ထဲမှာအမျိုးစုံအများကြီးပဲရှိတယ် okay ဒီဘိုင်းလည်းပြီးသွားပြီဒါဆို selection ဘိုင်းနဲ့ပြီးသွား selection ဘိုင်းပြီးသွားတဲ့အခါမှာ teacher တို့ကဘာတွေရှိအောင်လဲဆိုလို့ရှိရင် teacher တို့ဒီနေရာမှာ button တွေရှိတယ် import type ကဘာလဲဆို submit ပဲ
ရိုးရိုးပဲဘာမှမပြောဘူးဆို submit ဆိုတဲ့ button ပဲတွေ့ဒါပေမဲ့ teacher တို့ကအဲ့ဒီ input ကိုရိုးရိုးเนาะ submit မဟုတ်ဘဲနဲ့မလုပ်ချင်တာလဲဆိုလို့ရှိရင်သူ့ရဲ့ value ထဲမှာ SE ကနေ send ကိုပေးလိုက်တယ်ဆိုတော့ဒီလို send ဆိုတဲ့ value ပါအဲ့လို send ဆိုတဲ့ value ကိုသူကထုတ်ပေးဟုတ်ပြီနော်အဲ့တော့ button တွေမှာလည်းအဲ့ဒီလိုပဲဒီချက်ခုနကပြခဲ့လို့မျိုးပဲဒီ button တွေမှာဆိုလို့ရှိရင်ဒီချက်တို့ဘာတွေပြလို့ရရိုးရိုး submit name ကို set နာမည်လည်းဒီချက်တို့ဒီမှာဒါရိုးရိုးပဲပေါ့နော်ဒီမှာကျတော့ဒီချက်ဘာလုပ်ထားလဲဆိုရင် name equal to လည်းဒီချက်တို့က btn အတူကပေါ့နော် SE ကနေ send ဆိုဒီလိုမျိုးပေးလို့ရ okay အဲ့ဒါပြီးရင်ဒီ button image ပေါ့နော် button image import image เนาะ elephant image ဆိုပြီးတော့ဒီလိုပေးခြင်းလည်းရတယ်အဲ့တော့ဒီမှာဒီချက်တို့ကဒီချက်ထဲမှာရှိတဲ့ဓာတ်ပုံမှာဗာဓာတ်ပုံရှိတာလဲဆိုတော့ push.gnf ရှိတာ哦အဲ့တော့ push.gnf ပဲဒီချက်ကထည့်လိုက်မယ်input ပေါ့နော် input type မှာ image image ပဲပြီးတဲ့ခါကျရင် src ကဗာလဲဆိုလို့ရှိရင် sorry ခုနကတော့ပြောတဲ့ poh push.gnf ပေါ့နော်အဲ့လိုမျိုးပေးလို့ရအဲ့ဒါဆိုဒါဒီ button ဟုတ်လားနှိပ်လို့ရသူ့ရဲ့ height တွေ width တွေကျတော့ adjust လုပ်လို့ရတယ် width ကိုဒီချက်က100ပဲထားမယ်အဲ့ဆိုဒီเนาะဒီလိုမျိုးလေးဖြစ်သွားโอเคနောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ဒီချက်တို့က app လုပ်ပါအဲ့တော့ import ပဲဒါပေမဲ့type ကဘာလဲဆို u ကဒီ file ပေါ့နော် file ဖြစ်နေတယ်အဲ့ဆိုရင်ချက်တို့ကဘာလဲဆိုတော့ choose file browse လုပ်ခိုင်းတာပေါ့နော်အဲ့ဒါဆိုရင် paragraph ဆိုရင် paragraph.html ဆိုပြီး choose ရောက်လာတယ်ဟုတ်ပြီနော်โอเคဒါဆိုရင်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ဒီချက်တို့ကဒီမှာနောက်ထပ်တစ်မျိုးကကြတော့ဒီချက်တို့ဒီသူ့ကိုဒီ link လာတဲ့အချိန်မှာပေါ့နော်ဘာတွေထွက်လာမလဲဆိုလို့ရှိရင်ဒီချက်တို့ဒီ search လုပ်တဲ့အပိုင်းတော့ချက်မပြောတော့ပါဘူး ddmmyy လို့เนาะ date တို့ color တို့ချက်တို့ထည့်လို့ရတယ်ပေါ့နော်အဲ့တော့ date ထည့်မယ် color ထည့်မယ်ဆိုလို့ရှိရင်ချက်တို့ကဒါဘာဖြစ်သွားလဲဆိုတာ date ပေါ့နော် date ရွေးလို့ရတဲ့ဥစ္စာဒါဆိုရင် color ရောင်ရွေးလို့ရတဲ့ဥစ္စာပေါ့နော်ဒီလိုမျိုးဒီချက်တို့ရှိပါအဲ့တော့ဒါကဘာလဲဆိုလို့ရှိရင် HTML ရဲ့ဒါပေါင်းပေါ့နော်အဲ့တော့အဲ့မှာဒီတို့ဘာတစ်ခုရှိလဲဆိုလို့ရှိရင်သူ့ရဲ့ဒါမျိုးပြောရပေါ့နော်ဒီဥစ္စာမှာပေါ့နော်ခြေတို့က link ချိတ်တဲ့အပိုင်းကိုခြေတို့သိဖို့အတွက်လိုတာပေါ့နော်အဲ့တော့ဒါဒီပေါင်းအပိုင်းပြီးသွားပြီဟုတ်ပြီနော်โอเคဒါဆိုနောက်တစ်ခုကဘာလဲဆိုရင်နောက်ထပ် file တစ်ခုခေါ်လိုက်မယ် save လုပ်လိုက်မယ်သူ့ကိုကျတော့ link ချိတ်တယ်ဆိုတဲ့ဥစ္စာကိုပြအဲ့တော့ link ချိတ်တာကိုပြတဲ့အခါမှာဒါ file save as ဆိုပြီးတော့မှ link ကိုဒီချက်တို့ HTML ပုံစံနဲ့တင်နေပေါ့နော်အဲ့တော့ exclamation mark ခေါ်လိုက်မယ်เนาะဒီဟာဒီချက်တို့ HTML ဘာလို့ပေးမလဲဆိုရင် link လို့ပေးမယ်ပေါ့နော်ဒါကိုပေးလိုက်ပြီးတော့မှသူ့ကို review နဲ့ကြည့်အဲ့တော့အဲ့ link ဆိုတဲ့ထဲမှာပထမတစ်ခုကဘာလဲဆိုလို့ရှိရင်ဒီချက်တို့ကဒီ file အချင်းချင်း link ချိတ်ချင်တာပေါ့နော်ဥပမာအဖြစ်ဒီချက်တို့ဒီသူကဒီ link ချိတ်တဲ့နေရာမှာကျတော့အမျိုးအစားလေးတွေကဒီလိုမျိုးရှိတယ် A href နဲ့ချိတ်တာပေါ့နော် A ဆိုတဲ့ tag ထဲမှာ href ဆိုတဲ့ attribute နဲ့ချိတ်တာအဲ့တော့ top to bottom id ဒီ id နဲ့တွားပြီးချိတ်လို့ရတယ် other website တွားလို့ရတယ် other website ကို new tab နဲ့တွားလို့ရတယ်link to email နဲ့တွားလို့ရတယ် link to page နဲ့တွားလို့ရတယ်အဲ့တော့အခုလောလောဆယ် teacher ကဒါတွေအကုန်လုံးကိုမလုပ်လိုက်လဲဆိုရင်ဒါ link ကို send နေတဲ့အတွက်ကြောင့်မို့ teacher ဒီဟာကိုမလုပ်လိုက်တာလဲဆိုလို့တစ်ခုချင်းစီ copy ကူးပြပါဘာလို့တစ်ခုချင်းစီ copy ကူးပြဥပမာအပြင် teacher က h1 နဲ့ဆိုပြီးတော့မှဒီမှာ elephant ဆိုရေးလိုက်နော် paragraph ပေါ့နော် paragraph နဲ့အဲ့မှာဒီချက်ဘာကိုကူးလိုက်တာလဲဆိုရင် elephant ရဲ့ကုတ်ကိုကူးထည့်လိုက်တယ်ပြီးရင်ဒီချက်က h1 နဲ့lion ဆိုပြီးတော့မှရေးလိုက်မယ်ပြီးရင် paragraph ပေါ့နော် lion ဆိုတဲ့ဥစ္စာရဲ့ paragraph ကိုဒီချက်ဘာလုပ်လိုက်လဲဆိုလို့ရှိရင်ရေးလိုက်တယ်โอเคပြီးသွားတဲ့အခါကျရင်ဒီချက် h1 နဲ့ဘာရေးလဲဆိုရင် tig က tiger လို့ရေးလိုက်တယ် tiger လို့ရေးပြီးတော့ paragraph ကုန်းနဲ့ဘာရေးလဲဆိုရင် tiger ရဲ့ paragraph ကိုရေးထည့်လိုက်တယ်โอเคအဲ့ပြီးသွားတဲ့အခါကျရင်ဒီချက်က h1 နဲ့ဘာရေးလဲဆိုရင် bears bear ဆိုတာကိုရေးမယ်ပြီးရင် paragraph နဲ့ကျွန်တော်ဘာရေးမလဲဆိုလို့ရှိရင် bear ဆိုတဲ့ဥစ္စာရဲ့ code ကိုကျွန်တော်ရေးလိုက်โอเคအဲ့တော့နောက်တစ်ခုကဘာလဲဆိုလို့ရှိရင် h1 နဲ့ဒီချက်ကဘာရေးမလဲဆိုလို့ရှိရင် whales whale ဆိုတဲ့ဥစ္စာကိုရေးမယ်ကျွန်တော် paragraph နဲ့ဘာရေးမလဲဆိုရင် whale ဆိုတဲ့စကားလုံးကိုကျွန်တော် paragraph ကိုရေးထည့်လိုက်ပြီးရင် the last ပေါ့နော်နောက်ဆုံးတစ်ခုအနေနဲ့ဒီချိန်က shark ဆိုတဲ့ဥစ္စာကိုရေးမယ်
ပြီးရင် paragraph ကုန်းနဲ့ဒီချက်တော့ဘာကိုရေးမလဲဆိုလို့ရှိရင် shark ဆိုတဲ့ဥစ္စာကိုကျွန်တော်ရေးလိုက်အဲ့တော့ဒီဟာရေးလိုက်တာပေါ့နော်ရေးပြီးသွားတဲ့ခါကျလို့ရှိရင်ဒီမှာဒါတစ်ခုရှိပါအဲ့တော့အောက်ဆုံးရောက်တဲ့ခါကျတော့ top ကိုပြန်သွားချင်တာ top ကိုပြန်သွားချင်တဲ့ခါကျ AHREF ဆိုပြီး #top ဆိုတဲ့နေရာကိုသွားချင်တာ go to top ဟုတ်နော် top of the page ပေါ့ go to top of the page ရဲ့ top ကိုသွားချင်အဲ့တော့ဒီမှာ link တော့ချိန်ထားတယ်နှိပ်လည်းရောက်လာဆိုမရဘာဖြစ်လို့လဲကျွန်တော် top ကိုမရေးထားလို့ဒီနေရာမှာ h1 ဆိုတဲ့နေရာမှာ id equal to top top လို့ပေးလိုက် id identify id ကိုတွေးတဲ့အတွက်ကြောင့်ဘယ်ကိုရောက်သွားလဲဆိုဒီလိုက #top ကိုနှိပ်လိုက်တာနဲ့ရောက်သွား refresh လုပ်လိုက်တယ်ဒီချက်ခုဒီမှာ go to the top ကိုနှိပ်လိုက်တာနဲ့ဘယ်ကိုရောက်သွားမလဲဆိုရင် elephant ဆိုတဲ့နေရာကိုရောက်သွားမယ်သို့မဟုတ်ဒီချက်ကဒီဟာကို elephant ကိုမပေးဘဲနဲ့ဒီနေရာမှာပဲ another h1 နဲ့ပေါ့နော် another h1 နဲ့ဒီအစဆုံးမှာ welcome ပေါ့နော် welcome ဆိုတဲ့ဥစ္စာနေရာမှာ id equal to top လို့ပေးလိုက်တယ်ဆို refresh လုပ်လိုက်အောက်ကိုသွားတဲ့အခါကျရင်ဒီကနေနှိပ်လိုက်ဘယ်ကိုရောက်သွားမလဲဒီချက်တို့ဒီမှာနှိပ်လိုက်တာနဲ့ဘယ်ကိုရောက်သွားမလဲဆိုလို့ရှိရင်ဒီလိုမျိုးပေါ့နော်ရောက်ကိုရောက်သွား go to the top ကိုနှိပ်လိုက်နဲ့ welcome ဆိုတဲ့နေရာကိုပြန်ပြီးရောက်သွားဒါပဲအဲ့အနေပြီးတော့လေဒီချက်ကလေအောက်ကိုထပ်ပြီးတော့ဆင်းလို့ရတယ်ဥပမာအဖြစ် AHREF နဲ့ဒီချက်ကတစ်ခုချင်းစီမှာ ID လိုက်ထည့်လိုက်တာပေါ့နော် #ELEPHAND elephant ကိုသွားချင်တာ ELEPHAND elephant ဟုတ်ပြီနော် elephant ကိုသွားချင် Okay နောက်ထပ်ဒီ AHREF နဲ့ဘယ်ကိုသွားချင်တာလဲဆို #SHARK shark ကိုသွားချင်တာအဲ့ဒါဆိုရင် SHARK shark ပေါ့နော်ဒီလိုမျိုးဒီချက်အကုန်လုံးထည့်လို့ရတယ်ဒါပေမဲ့ဒီချက်ကနှစ်ခုပဲထည့်လိုက်တော့နော်တစ်ခုတည်းဝင်လာမှချက်ဒီဟာလေးခံလိုက်အဲ့တော့ elephant ကိုသွားချင်တယ်ဆိုရင် id equal to ELEPHAND elephant လို့ပေး shark ကိုသွားချင်တယ်ဆို h1 ရှိမှာ id equal to SHARK shark လို့ပေးအဲ့တော့ refresh လုပ်တယ်ဒီမှာ shark ကိုနှိပ်လိုက်တယ် shark ကိုတန်းပြီးရောက်သွားဒါပဲအဲ့ဒါကိုပြောတာအဲ့တော့ id ကိုပြောတာ okay အဲ့ရနေပြီးတော့မှ teacher က other page ကိုသွားတာကိုပြောပြပါ AHREF ဥပမာမျိုးကျွန်တော် Google ကိုသွားချင်တာဆိုပါ Google ကိုသွားချင်တာဆိုလို့ရှိရင်ဒီကျွန်တော်ကဘယ်လိုရေးရလဲဆိုလို့ရှိရင်ကျွန်တော်ဒီနေရာမှာGoogle ကိုသွားချင်တယ်ဆိုလို့ရှိရင်တော့ ဟာပေါ့နော် HREF မှာဒီမှာပေါ့နော် https www.google.com ပေါ့နော်အဲ့ကိုသွားချင်တာ google ပေါ့ Google ကိုသွားတဲ့နေရာမှာနှစ်ပိုင်းရှိတယ်ပထမတစ်ပိုင်းကရိုးရိုးသွားတာဒုတိယတစ်ပိုင်းကကျတော့ဘာလဲဆိုရင် Google in new tab နဲ့သွားတာ new နဲ့သွားတာအဲ့တော့ကျွန်တော်ဒီနေရာမှာ TARG ဒီ target ကို blank လို့ပေးထားတယ် new tab နဲ့သွားအဲ့တော့ဒီမှာပြထားတယ်မဟုတ်ဘူးလား refresh လုပ်လိုက်တယ် refresh လုပ်လိုက်တဲ့အခါကျတော့ဒီအောက်ဆုံးကိုသွားလိုက်တာပေါ့နော်အောက်ဆုံးမှာသူတို့တွေက A တွေက line ကဆက်တယ်အဲ့ဒါဆက်တဲ့အခါကျတော့တန်းချင်းစီသွားခြင်းနဲ့ဆိုပြီးဒီဟာလေးတွေထည့်ပြီးရဒါကြောင့်မို့ကျွန်တော်ဒီမှာ refresh လုပ်လိုက်တယ်အောက်ကိုကြည့် Google ဆိုရင်ဒီ page ပြောက်သွား Google ကိုရောက်သွားဒါပေမဲ့ဒီမှာ Google ရဲ့ new ဆိုလို့ရှိရင်တော့ဒီ page အောင်ပြောက်သွား another tab နဲ့သွားတာပေါ့နော်အဲ့ဒါကိုစမ်းပြချင်တာ Okay နောက်တစ်ခုကကျတော့ page အချင်းချင်းချိတ်တာပေါ့နော် page to page ချိတ်တဲ့အခါကျတော့ဒီကျတော့များသောအားဖြင့်တော့ navigation မှာကျွန်တော်သွားပြီးတော့ချိတ်ကြတာပေါ့နော်အခုသူ့ရဲ့ the same folder ထဲမှာဆိုဘာတွေရှိလဲဆိုဒီမှာ index.html ရှိရယ်နောက်ပြီးရင် list.html ရှိရယ်ဒီချက်ကိုချိတ်ပြအဲ့တော့ဒီချက်က AHREF index.html ကိုချိတ်ချင်တာဒါမှလည်းဆိုရင် home page ဟုတ်လား home page ကိုချိတ်ချင်တာကျွန်တော်ပြရပေါ့နောက်တစ်ခုကဘာလဲဆို AHREF ဘာကိုချိတ်ချင်တာလဲ list.html ကိုချိတ်ချင်တာ list list okay အဲ့လိုမျိုးဒီချက်တို့ဘာလုပ်လို့ရလဲဆိုချိတ်လို့ရအဲ့တော့ဒီချက်ဒီမှာ home ကိုနှိပ်ရင် home ကိုရောက်သွားတယ်နော် list ကိုနှိပ်ရင် list page ကိုရောက်သွားအဲ့တော့ဒီချက်တို့ page တစ်ခုနဲ့တစ်ခုဘာလုပ်လို့ရလဲဆိုအလွယ်တကူချိတ်လို့ရတယ်โอเคဒါပေမဲ့တစ်ခုရှိရအကယ်လို့ teacher တို့ကအခြား folder တွေကဟာကိုချိတ်ချင်တယ်ဆိုလို့ရှိရင်တော့အဲ့ folder name ကို teacher တို့ကရှေ့မှာရေးပေးရတယ်ပေါ့နော်ဥမာအားဖြင့် teacher ဒီခုသမီးကိုပြတဲ့ဒီ folder ထဲမှာပေါ့နော် HTML ထဲမှာ teacher folder အသစ်တစ်ခုစောက်လိုက်တယ်ဆိုတော့အဲ့ folder ထဲမှာထောက်တော့ admin ဆိုပြီးစောက်လိုက်တယ်အဲ့ folder ထဲမှာ teacher တို့ဒီမှာပေါ့နော်file တစ်ခုခေါ်လိုက်မယ် save လုပ်လိုက်မယ်ခုန admin ဆိုတဲ့ folder ထဲမှာပဲ login login ဆိုပြီးတော့မှဒီမှာ html file တစ်ခုဒီချက် create လုပ်လိုက်မယ်ပေါ့နော်အဲ့တော့အဲ့ဒီ login ထဲမှာဒီချက်တို့ exclamation mark ခေါ်ပြီးတော့မှဒီမှာ h1 နဲ့ login login ဆို save လိုက်မယ်ပိတ်လိုက်အဲ့တော့ဒီမှာဒီချက်က
link ချိတ်ချင်တဲ့အခါကျတော့ဘယ်သူ့ကိုချင်းပြတာလဲဆို AHREF နဲ့ဒီ LOGIN login တော့ HTML ကိုချိတ်ချင်အဲ့လိုချိတ်ချင်တဲ့အခါကျလို့ရှိရင်ဒီကျတို့ကဒီတိုင်းသွားလို့ရလားဆိုဒီတိုင်းသွားလို့မရဘူးဘာဖြစ်လို့လဲဆိုတော့ဒီကျတို့ဒီမှာလုပ်ပြရပါတော့ဘာဖြစ်လို့လဲဆိုတော့ဒီ login ကိုချိန်တဲ့ခါကျတော့ဘယ်လဲဆိုမတွေ့ဘူးလို့ပြောဘာဖြစ်လို့လဲ login နဲ့သူများ the same location လားအခုချိန်တဲ့ link နဲ့ login တွေက same location အောက်မှာရှိရလားမဟုတ်ဘူး login ဒီဘယ် folder အောက်မှာရှိရလဲ admin ဆိုတာရဲ့ folder ထဲမှာရှိလို့အဲ့ဒီ folder နဲ့ ADM ရဲ့ admin select ဆိုပြီးတော့ထည့်ပြီးတော့မှဒီချက်တို့က login ကိုနှိပ်လို့ login ရောက်သွားတယ်အဲ့ဒါဒီ link အဲ့တော့ HTML မှာကြည့်ရမယ့်ဥစ္စာတွေကတော့ကုန်ပြီဒီတချို့ဟာလေးတွေကတော့ emoji လေးတွေတော့ရှိတာပေါ့နော်အဲ့ဒါလေးတွေကတော့ link နဲ့သွားတာဆိုတော့တိတ်မမေးတယ်ဘူး code တွေကြာတာဆိုတော့တိတ်မမေးတယ်ဘူးဒါပေမဲ့ကလေးတွေမှတ်ထားမှာတော့ဗာလဲဆိုဥမာအဖြစ် copyright sign ကိုဘယ်လိုရေးလဲ n copy နဲ့ရေးတယ်ပေါ့အဲ့တော့ခုနကလိုဥစ္စာမျိုးမှာဆိုလို့ရှိရင် whole အောက်ဆုံးကိုသွားလိုက်ပြီးတော့မှဒီချက်လို paragraph နဲ့ပေါ့နော် n copy copyright ပေါ့နော် copyright by ဒီမှာ COPYRIGC copyright by teacher စောပေါ့နော် teacher စော2025ဒီလိုမျိုးရေးလို့ရအဲ့ဒါတော့ copyright law ရေးတဲ့နေရာမှာတော့ n copy လို့ရေးလိုက်ပြီမြဲဒီမှာပါ sign လေးနဲ့ဆိုရင်ဒီမှာ c sign လေးနဲ့ပေါ့နော် okay ဒါဒီပါလဲဆိုလို့ရှိရင် teacher တို့ကြည့်ရမယ်HTML ကဒီထဲမှာကုန်သွားပြီပေါ့နော်ဟုတ်ပြီလား